အကယ်၍အမေရိကန်ကအစ္စရေးကိုထောက်ပံ့နေလာပြီးရုတ်တရက်ရပ်တန့်လိုက်မယ်ဆိုရင်ဘာဖြစ်လာမလဲအီရန်နဲ့ဖိလစ်ပွားနေတဲ့တင်မာမှုတွေကြားမှာအမေရိကန်သာခြေလမ်းဆုပ်သွားမလဲတော့အစ္စရေးမှာအရှေ့အလဲပိုင်းရဲ့အစစ်မြင့်ဆုံးနဲ့အင်အားအကောင်းဆုံးစစ်တပ်ရှိနေသေးပါဒါပေမဲ့အီရန်နဲ့သူ့ရဲ့မဟာမိတ်ကလေးစီကဖိအားတွေကတော့အစမတန်မြင့်တက်လာမှာပါအီရန်ကကြောတောင်းနောက်ခံပေးထားတဲ့ Hezbollah လိုအဖွဲ့တွေကအစ္စရေးပေါ်တိုက်ခိုက်မှုတွေကိုပုံမပြင်းထန်လာစေနိုင်ပါတယ်။ဒါဟာအစ္စရေးတို့ရဲ့စစ်မျက်နှာပေါင်းကနေတပြိုင်နက်တည်းခုခံရမယ့်အခြေအနေမျိုးပါပဲ။အီရန်ကိုယ်တိုင်မှာလည်းဒုံးကျည်နဲ့ drone လက်နက်အများအများရှိနေပါတယ်။ပညာရှင်တွေရဲ့အဆိုအရစစ်ပွဲသာတကယ်ဖြစ်လာရင်ဒီလက်နက်တွေကိုအလုံးရဲနဲ့အသုံးပြုလာနိုင်ပါတယ်။ဒါပေမဲ့အစ္စရေးမှာလည်းအစွမ်းထက်တဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်အစစ်မြင့်လေတပ်နဲ့ဗျူဟာမြောက်ဟန်တာမှုတွေရှိနေတာကြောင့်အခြေအနေကထင်တယ်လို့မလွယ်ကူပါဘူး။အခြေအနေတွေကသာထိမ့်မနိုင်သိမ့်မရဖြစ်လာမယ်ဆိုရင်အစ္စရေးမှာနောက်ဆုံးလက်နက်ဖြစ်တဲ့ Samsung option ဆိုတာရှိပါတယ်။ဒါဟာအစွမ်းရောက်အဆင့်ထိရောက်သွားရင်အသုံးပြုမဲ့ nuclear ချိန်ကြောင်မှုပါပဲ။ဒီ Samsung ဆိုတဲ့အမည်ကတမန်ကျန်းစာတွေကဇလန်တပုတ်ကနေလာတာပါ။အဲ့ဒီဇလန်ထဲမှာ Samsung ဆိုတဲ့လူတန်းကြီးဟာဘရားကျောင်းရဲ့တိုင်တွေကိုဖြိုချဖျက်ဆီးလိုက်တဲ့အတွက်အဆောက်အဦတစ်ခုလုံးဟာရန်သူတွေနဲ့အတူသူ့အပေါ်ကိုပါပြိုကျပျက်စီးသွားခဲ့ပါတယ်။စစ်ရေးရပြောရရင်တော့ Samsung option ဆိုတာအရာအလုံးပျက်စီးသွားမယ်အဆုံးစွန်အခြေအနေမှာ nuclear လက်နက်ကိုအသုံးပြုပြီးအတူတူတေးချေပျက်စီးမဲ့နည်းလမ်းပဲဖြစ်ပါတယ်။နောက်ဆုံးပိတ်မေခွန်အမေရိကန်ကဒီအခင်းချင်းတွေကထွက်သွားရင်အစ္စရေးနဲ့အီရန်ဘယ်သူကအသာစီးရမလဲတင်တို့ရဲ့အမြင်ကို comment မှာရေးပေးခဲ့ပါဦး